ခေါ်လုံးမယ်ဒါကတော့အရေးကြီးတယ်ပေါ့နော်ပထမတစ်ဆင့်အနေနဲ့လူပုံလေးဆိုရဲလူပဲလူပုံကကျွန်တော်တို့အလဲတဲ့တမှမရှိဘဲနဲ့လူရဘေးရောက်နေဆိုရင်အလဲပြန်ရှာမယ်ကျွန်တော်တို့ခေါ်လုံးမယ်လူပုံမှာစောင်းနေဆိုလဲကျွန်တော်တို့ဒီ straight line နဲ့ခုနကကျွန်တော်အဝိုင်းလေးလှည့်ပြီးတော့စောင်းနေတဲ့ဘက်ဘယ်ဘက်စောင်းမှလားငါးဘက်စောင်းမှလားတဲ့တဲ့နေအနေထားကိုရောက်ရင်ဒန်းလေးနေပြီးတော့အမှန်ကြီးလေးပေးမယ်ပြီးရင်ခေါ်လုံးမယ်ဒါပထမဆုံးတစ်ဆင့်အနေနဲ့ဘယ်ပုံမှန်ပြင်ပြင်ပေါ်ထိပ်ပုံမှန်ပြင်ပြင် landscape ပုံမှန်ပြင်ပြင်ပထမဆုံးအနေနဲ့လောက်ရမယ်အချက်လေးပေါ့နော်ဟုတ်ပြီဒီပုံကျွန်တော်မပြင်ပြခင်ဒီပုံကျွန်တော်ပုံထည့်ယူသွားပြီပေါ့နော်ပုံထည့်ယူသွားပုံဒီစိတ်မယ်ဆိုရင်ဘယ်လိုစိတ်ရမလဲဘယ်လိုစိတ်ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာဒီအဆက်လေး30ရှိတယ်အဆက်လေး30ကိုကျွန်တော်လက်လေးနဲ့နှိပ်ပြီးလိုက်အမှ save copy to device ဆိုတာလေးရှိတယ်အားနေပြီးတော့လည်းကျွန်တော်တို့စိတ်လိုက်လို့ရှိရင်စိတ်လို့ရတယ်လို့နောက်တစ်ချက်ကဒီမှာဒီအကြောင်းလေး3တော့အဆက်လေး30ပေါ့နော်ဒါပေမဲ့အဆက်ကသူကဒီမြင်းရောက်လေးနဲ့ဆက်တာလားပြောမယ်ဆိုတော့ share တင်နေတာလေးပေါ့နော်share ပဲပေါ့နော်ဒီຢာလေးကိုကျွန်တော်နှိပ်ပေးလိုက်နှိပ်ပြီးလို့ရှိရင်ဒီမှာ export app ဆိုတာလေးရှိပါတယ် export app လေးကိုကျွန်တော်နှိပ်ပေးလိုက်ပါ export app လေးကိုနှိပ်ပေးပြီးလို့ရှိရင်ကျွန်တော်တို့ကအားနေပြီးတော့လည်းအမှန်ချစ်လေးနှိပ်ပေးလိုက်လို့ရှိရင်သူ save ပါမယ်